အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒေါက်တာတန်းစီရလွယ်မှာ CLL Health မှာတာဝန်ထမ်းဆောင်နေတဲ့ Primary Care Physician တယောက်ဖြစ်ပါတယ်ကျွန်တော်တို့နေမကောင်းဖျားနာတဲ့အခါခန္ဓာကိုယ်အပူချိန်ကိုတိုင်းဖို့ thermometer ကိုသုံးကြပါတယ်။ thermometer ဆိုတာကတော့အပူချိန်တိုင်းတဲ့ကိရိယာဖြစ်ပြီး1612ခုနှစ်မှာ Santorio ကပထမဆုံးလေထုဖိအားသုံး thermometer ကိုတီထွင်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါဆိုရင်ဒီလို thermometer တွေဘယ်နှမျိုးတောင်မှရှိနေကြပါသလဲ။ခန္ဓာကိုယ်အပူချိန်တိုင်းတဲ့ thermometer ထဲမှာတော့ကျွန်တော်တို့နဲ့အရင်နှီးဆုံးကတော့ဒီ digital thermometer လေးဖြစ်ပါတယ်။သူကအရှာအောက်တောင်မှမဟုတ်ဂျိုင်းအောက်မှာထည့်ပြီးတိုင်းလို့ရတယ်။ဈေးနှုန်းလဲသက်သာပြီးဝယ်ရလဲလွယ်ပါတယ်။လူကြီးရောကလေးမှာပါသုံးလို့ရပြီးအဖြေမှန်ကိုလည်းကောင်းကောင်းပေးနိုင်တာမို့အိမ်တွေမှာစောင့်ထားတတ်ကြပါတယ်။ဒါလေးကတော့တင်ပန်းတဲ့ thermometer လို့ခေါ်ပါတယ်။အလွယ်တော့နားမှာတိုင်းတဲ့ thermometer လို့ခေါ်ပါတယ်။သူ့ကိုတော့နားပေါက်ဝမှာတိပြီးတိုင်းတာရပါတယ်။သူကနားအတွင်းပိုင်းကအပူချိန်ကိုအာရုံခံနိုင်စွမ်းရှိပါတယ်။သူနဲ့တိုင်းတာအရန်ကိုမြန်ပါတယ်။2စက္ကန့်လောက်ဆိုအဖြေထွက်ပြီး smart လဲကြသလိုလူနာလဲတက်တောင့်တက်တာရှိပါတယ်။အသက်9လနဲ့အထက်တွေမှာပဲသုံးပြီးသတိထားရမှာကသူနဲ့တိုင်းတဲ့အခါမှာတော့နားပေါက်ဝတွေကိုတည်တည်ချာချာထည့်ဖို့လိုပါတယ်။ဒါရင်မကနားပုံစံမမှန်တာနားရဲ့ပိုးဝင်တာနဲ့နဖာကြီးပိတ်နေတာမျိုးကအဖြေကိုမှားစေနိုင်ပါတယ်။ပြီးတော့ဈေးလည်းကြီးပါတယ်။နောက်တစ်ခုကအနေရောက်ရောင်ကြီးသုံး thermometer လေးပေါ့။ဒါလေးကအသားကိုမထိပဲတိုင်းလို့ရတယ်။နှစ်ဖူးမှာတိုင်းလေးရှိပါတယ်။သူလည်းအဖြေပြတာမြင်ပါတယ်။အသားထိစရာမလိုတော့လူတစ်ယောက်စီကပိုးတွေအခြားတစ်ယောက်စီကိုမကူးတော့ဘူးပေါ့။ဒါပေမဲ့မကောင်းတာကနှစ်ဖူးကအရန်ပူနေတာချွေးအရန်ပြင်းနေတာမျိုးမှာအဖြေကမမှန်နိုင်တော့ဘူးဒါအပြင်နှစ်ဖူးနဲ့နည်းနည်းဝေးရာကတိုင်းမိရင်လည်းအဖြေကမှားနိုင်သေးတယ်အခြားသာမိုမီတာတွေနဲ့ရှင်ရင်တော့အမှားများတယ်လို့တော့ပြောလို့ရပါတယ်အရင်ခေတ်ကအကြီးကျယ်သုံးခဲ့ပြီးအခုအသုံးတော်တော်နည်းသွားတာလေးလည်းရှိပါတယ်သူကတော့ဗရာသာမိုမီတာလေးပါသူ့ကိုဖန်နဲ့ပြုတ်လုပ်ထားပြီးကွဲလွယ်တာကြောင့်လူနာကိုရှာတာအထက်ကအနေရရှိရဲ့ဗရာနဲ့လူနာကိုထိမိတာတွေကြောင့်အခုနောက်ပိုင်းမှာတော့တော်တော်ကိုအသုံးနည်းသွားပါပြီသူ့နေရာမှာတော့အရှိမပြောပြခဲ့တဲ့ digital thermometer လေးတွေကိုအစားထိုးသုံးလာတာပေါ့နောက်ဆုံးတစ်ခုကတော့လူသိနေတဲ့ thermometer တစ်မျိုးပါသူ့ကိုတော့ strip thermometer လို့ခေါ်ပါတယ်သူကတော့နှစ်ဖူးမှာ15စက္ကန့်လောက်ကတ်ထားပြီးအယောင်ပြောင်းတာကိုကြည့်ရတဲ့ thermometer မျိုးပေါ့သူက digital thermometer တွေလောက်မမှန်ပေမဲ့အရေးပေါ်လိုအပ်တဲ့နေရာတွေအခါသုံးပြီးလွှတ်ပြတဲ့အခြေအနေမျိုးတွေမှာတော်တော်အသုံးတဲ့ပါတယ်အပူချိန်တိုင်းကိရိယာတွေကိုမျှဝေသုံးစွဲဖို့မသိလျော်တဲ့ကာလတွေဥပမာကိုဗစ်လိုကာလမျိုးတွေမှာသုံးခဲ့ကြပါတယ်ဒီလိုဆိုရင်တော့သာမိုမီတာအမျိုးမျိုးရှိပြီးရှားအောင်ဂျိုင်းညာနားရဲနဲ့နှစ်ဖူးပေါ်တို့မှာတိုင်းလို့ရကြောင်းသိကြပြီပေါ့အဲ့လိုထည့်တိုင်းလိုက်လို့အပူချိန်ဟာ38 degree Celsius တနည်းအားဖြင့် 100.4 degree Fahrenheit ထက်ကျော်နေပြီဆိုရင်တော့အဖျားရှိနေတာမို့လို့နီးစပ်ရာကျန်းမာရေးဝန်ဆောင်မှုပေးနိုင်တဲ့ဆရာမတွေနဲ့တိုင်ပင်သင့်ပြီနော်ဒါကြောင့်အသုံးတဲ့သာမိုမီတာတစ်ခုတော့မိမိအိမ်မှာစောင့်ထားသင့်ပြီနော်